မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တခါတောက်ရင်နှစ်ဖူးတစ်ချက်တောက်မယ်ဆိုတဲ့ channel ပါမရိုက်ဒါလေးစားမှာပေါ့အဲ့ဒါလေးစားတခါတောက်ရင်နှစ်ဖူးတစ်ချက်တောက်မှာနော်နှစ်ဖူးချက်တောက်မှာတကယ်နော်တကယ်လုံးမှာနော်ဟုတ်လေနှစ်ဖူးချက်တောက်မှာနော်တကယ်လုံးမှာတကယ်လုံးမှာတကယ်လုံးမှာတော့ရောမင်းငါစားဖောက်ဝတ်တာအနေရှိခုမနော်စားကြပါအောင်ဗျာအញ្ကောင်းတက်တော့ဆက်အကောင်တောက်ခံရတော့ဟုတ်ရအဲ့လိုမလုပ်နဲ့အဲ့လိုညစ်ချင်းမပါဘူးရတော့ဆက်ဟဲ့ငါပြောမယ်ဘာမှမပြောငါပြောတယ်ရှိသေးရဲ့အေးပါလေဒါပါလဲဆိုသိရင်ဖျောက်သွားမယ်ဒီမှာသူ့ခဲညာKICK ဒါမပါဘူးဒါကူဒါတော့အလကားမရဘူးလို့မပြင်းနဲ့ခလုံးနဲ့အမကြီးလို့ပဲဆံလုံးမပြေမကြည့်နဲ့ဆံလုံးမခင်းနေရမီးထော်ပါလေခင်ကျွန်တော်ကတော်တော်လေးအဆက်စားနိုင်နေဆိုတော့ဒီတော့ကအေးစိပဲကျွန်တော်လည်းအေးစိပဲဟောကြည့်ဦး